တီအလန်းမိပါပြီမနက်2 နာရီထိုးပါပြီရှာရှည်ထားတဲ့အမှုပြေးဖို့အတွက်ထားပါပြီရိုးမမာရာသွန်ပြေးဖို့အတွက်အိယာနေနိုးထလာပါပြီ Good morning အိတ်ချင်မှုတူနဲ့မထားချင်ထားပါတယ်သွားတိုက်မျက်နှာတက်ပါတယ်ပြင်ဆင်ရာရှိတာလေးပြင်ဆင်ပါတယ်ตัวน่ะဝင်သွားဖို့အိမ်ကနေထွက်ပါပြီရှုပ်မာရာသွန်ပြေးဖို့ဆက်ဖြစ်နေပါပြီလမ်းမှာပြေးဖို့ပြေးပတ်များနဲ့တွေ့ပါတယ်မောင်ကိုပြေးသူကြောက်ပါတယ်သိတယ်ဒီဘာစီစဉ်လာဆိုကြည့်လိုက်ပါ surprise ကိုလိုရဲ့မသိသေးဘူးဒီဟာတွေတက်ပြီးတော့ကွာကိုရီးယား3 ယောက်ကပြေးမှာဒီဟာကကိုရီ surprise လုပ်ထားတာပေါ့နော် surprise တော့ပေါ့ခါငါပြီးကောက်လေအဲ့ဒါငါပြီးကောက်သူစီရောက်နေတာကြည့်လေပါထိတ်ပြမက်ခရိုရှေ့မှာကိုရီဒီအယုတ်လေးဝစ်ပြီးတော့ပြေးလို့ပေါ့နော်တာထွက်ပြီးတော့4 ကီလိုလောက်ရောက်လို့ရှိရင်ဒါကိုခဏကိုနောက်မှာတွဲပြီးတော့ပြေးပါမယ်စမ်းသက်ကြည့်ရပါတော့နော်ပျော်စရာလေးပေါ့ပျော်ရင်းပြေးပြောပေါ့သူများလည်းနှောက်ရှက်မဖြစ်အောင်တာထွက်တဲ့ချိန်မှာမလုပ်ပါဘူး4 ကီလိုလောက်ကြာတော့မှကားပေါ်ကနေဒါလေးတက်ပြီးတော့လုပ်ပါဒီဘက်ကမယန်းစီလေးပါမယန်းစီလေးပါဒီမှာ clear ပါတောင်းလျှော်ရင်ရောင်းမယ်နော်အပေးကြပါဦးဒါဟမ်းမိတ်ပြီးတော့လေးပါဒီပြီးကုတ်လေးဝစ်မယ်ကုတ်လေးဝစ်ပြီးတော့ဒါလေးကိုတက်ပြီးတော့ပြေးမှာပါဟမ်းမိတ်ပါ DIY လေးစူးစမ်းပန်းစား3 ယောက်တူပြေးစင်လို့လုပ်ထားတာဒီမှာပါဒါမက်ခရိုရှေ့မှာပေါ့နော်မက်ခရိုရှေ့မှာကားရက်ပြီးတော့2 ကီလိုလောက်ရောက်လို့ရှိရင်ဒါလေးကိုတက်ပြီးတော့ပြေးပါမယ်ဆိုတော့အားလုံးတွေ့နှုတ်ဆက်ကြပါနော်ပြေးဖို့နေရာကိုသွားနေပါပြီပြေးတော့ပြန်ပြေးရတယ်ဒါ finish လားမော်လာရွေးအဲ့ရသေးတယ်မနာရွေးအဲ့ရသေးတယ်ဟောအဲ့ရမပြောနဲ့အိမ်ပဲနဲ့ကြေးတာလားစပ်မလောက်လေစပ်ဖို့အလားကြေးတာကောင်းလို့လက်ကြေးတာအောက်မှာတော့ရဟိုဘက်ကိုကြည့်စပ်ပွားမယ်我家里。拿宝这里要把胃撒出来呀！First one game. 4 ကီလိုရောက်ခဏဒီမှာကိုရီးယား secret project secret project လုပ်ထားတဲ့ကားစီကိုချောက်ပါတော့မယ်စောင့်နေပြီကားလေးကတော့စောင့်နေပြီဒါလေးကိုချိန်ပါပါအရက်ကူပါအထဲပေးပါဆိုလို့မကျင်လိုက်တော့ရထိတ်ကပါတယ်ပါမရအောင်စောင့်တယ်ပါဘယ်ပြောရှိအောင်ရအခုတော့လည်းဘူးရောလည်းတော့အခုခင်းတော့လိုက်တော့ဘုတ်ကတ်တယ်နော်ဟုတ်တယ်မလာဘူးဆုံးသွားရင်တော့မင်းမဟုတ်သူ့ကဒီနားမှာဒီနားမှာလို့ဆွဲလာတော့အရှုပ်ဟုတ်တယ်အဲ့ဒါ
OK 嘛，呀，意思。没跑了。ပုံပြီးလို့ကြော်တဲ့အချိန်မှာကိုရီရဲ့ project ကိုစတင်ပါပြီကိုတုံးလုံးလေးဖြစ်သွားပါပြီဒါနဲ့ဘယ်လောက်ထိခက်ပလဲကြီးကြရရမို့ Let's go စိုက်ကြည့်ပြပါပြီ project caterpillar လေးတွေဂျိုင်းဒီဘက်ကိုတက်နော်ဒီလည်းနာဝါလာခလာဒီကနာဒီဘက်တက်လိုက်ဒီဘက်တက်လိုက်ပြင်းသွားပါတယ်အလဲရတစ်ခေါက်မှာအောက်ကိုမမြင်ပါအောက်ကိုမမြင်ပါလမ်းပြောလိုက်သေးအချိန်မထိန်နိုင်ပါဟိုချိုင်လေးပါဟိုချိုင်လေးပါခုကနည်းနည်းတော့မိုးလင်းစားပြူလာပါပြီတက်တက်ပလာတယောက်ကတော့ချော်လဲပြီးဒူးပြက်ပြီးတော့ကြံခဲ့ပါတယ်စိတ်မကောင်းမှတပိုင်းပြုတ်နှစ်ယောက်ဝဲကြံတော့ခုကကန်းနာလမ်းဘက်ကိုရောက်နေပြီဒီလိုကတော့30ပြည့်တော့မယ်ပေါ့နော်ခုဆိုရင်တော့ချင်းကုန်ပြားကြီးကိုလက်မြင်နေရပါတယ်နောက်ကကတက်ပလာတကောင်ကတော့ချင်းနေတယ်မကောင်းပါဘူးပဒဟာနေနောက်ကကတက်ပလာချင်းကုန်ဂုံးတက်ဆိုတော့လမ်းဆောင်နေပါတယ်ဂျူလီယာရဲ့သတိရရဲ့ finish line မြောက်ခင်ပြန်တွေ့မယ်နော်15ကီလိုရှိပါပြီခုကကန်တော်ကြီးကိုပတ်နေပါတယ်ကန်တော်ကြီးရောက်နေပါပြီ15ကီလို is more to go Cho biết cái này. Mấy việc cho biết cái này. Hey! Hey! Ready 1, 2. Ready 1, 2, 3. Woo! Hey, biết rồi nó. Mai đấy. တက်ကစားတရားရောက်ပြီဆိုတော့16ကျော်ပြီပေါ့နော်ဒီတရားကျော်ပြီးရင်သူ့နောက်ရောက်ပါပြီအတက်တွေဆိုတော့လမ်းလျှောက်နေတာပါအထက်ဝင်ချင်တာလားအထက်မှာလိုက်စီဘိုင်ဘိုင်20ကီလိုရှိပါတော့မယ်1ကီလိုပဲကျန်တော့တယ်အခုတက်ကစားတရားဆင်းရင်21ရောက်ပါတော့မယ် finish line ရောက်ရင်ပြန်တွေ့ပါသူ့နောက်ကိုပြန်ရောက်ပြီဘန်းဝင်ပြီတာ900တနာရီနဲ့38မိနစ်ကိုဒီကတိပလာလေးနဲ့တောက်လျှောက်ပြေးခဲ့တာပြီးဆုံးခဲ့ပါတယ်ချစ်ရတဲ့ပြေးမောင်နှမတွေနဲ့တူတူဓာတ်ပုံလေးပိုက်ရိုက်ပြီးတော့ဒီရက်ကောင်တာကို visit လုပ်ပါတယ်ဒီရက်ကောင်တာမှာဓာတ်ပုံလေးရိုက်တယ်ပြီးတော့ spring wheel လက်ရလေးစောခဲ့တယ်အရင်ပျော်ဖို့ကောင်းပါတယ်ဖြူပန်းဝင်ပြီးတော့ပြစ်ချင်ခဲ့တဲ့ကတက်ပလာလေးကိုစအောင်ရင်နောက်ဆုံးမှာသူနဲ့ပြန်လဲစုံစည်းခဲ့ပါတယ်။ကြောက်ပါတနာပါတယ်။စကဲချင်းဂျူလီယာရဲ့ချ
ခြေချင်းဝင်အယူအယူထိသွားတဲ့ကက်တပလာလေးတစ်ကောင်ကတော့အဆုံးသတ်မှာဒီလိုနဲ့ပဲပြီးဆုံးသွားပါတယ်ကက်တပလာလေးကို fighting လို့မှန်သွားပြီးကြပါဦးနော်ကျေးဇူးတင်ပါတယ်